အားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာလ12ရက်နေ့ဒီနေ့မနက်9:00နာရီခွဲကမှဖြစ်သွားခဲ့တဲ့ဒီဓမြတိုက်မှုလေးတစ်ခုကြောင်းပြောပြပေးချင်ပါတယ်ဖြစ်ပေါ်ခဲ့တဲ့နေရာတော့ကျွန်တော်ပြင်ဦးလွင်မြို့မှာဖြစ်တယ်ပြင်ဦးလွင်ဆိုတာကတော့သိရတယ်ဒါပေမဲ့ဒီစစ်တပ်ရဲ့ဒီစစ်တင်တန်းတွေအခြေစိုက်ရမျိုးဖြစ်တဲ့ဒီပတ်ပတ်လည်မှာစစ်တပ်ဒီအများကြီးတက်ရင်တွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိတဲ့မြို့ရဲ့မြို့လေကောင်မှာတော့မှဖြစ်သွားတဲ့ဓမြဘူးဆိုတော့တော်တော်ကိုအချင်းကြီးဆိုးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဖြစ်စဉ်ကတော့ဒီနေ့မနက်9:00နာရီကျော်ခန့်မှာဒီပြင်ဦးလေနိုင်စင်နားမှာရှိတဲ့ဒီရွှေဆိုင်ကဒီဆိုင်ခင်းမှုတော့ပေါ့နော်သူတို့ကလည်းဒီတကားကိုတစ်ချက်ပဲဖွင့်ပြီးတော့အဲဒီဖွင့်ထားတဲ့တစ်ချက်တွေကနေဝင်ပြီးတော့မှသူတို့ဆိုင်ခင်းပြင်းနေတယ်အဲ့ဒီအချိန်မှာအမျိုးသား2ယောက်ကကျွန်တော်100ဘိန်းနဲ့ရောက်လာပြီးတော့မှဒီတနက်နဲ့ဒီလုံခြုံရေးဝန်ထမ်းကိုပထမဆုံးပြစ်တယ်ပေါ့နော်ပြစ်လိုက်တော့ဒီလုံခြုံရေးဝန်ထမ်းတော့နေရာမှာပွဲချင်းပြီးဒီအသက်ဆုံးရှုံးသွားတယ်ပေါ့နော်ပြီးတဲ့အခါမှာအဲဒီ2ယောက်ထဲက1ယောက်ကတော့ဒီအနီးနားမှာရှိတဲ့ပြည်သူတွေကဝိုင်းဖမ်းပြီးတော့မိသွားတယ်ဒီတယောက်ကတော့ဒီတိုင်းပဲဒီလမ်းလျှောက်ပြီးတော့ထွက်သွားတယ်လို့ပြောတယ်ပေါ့နော်ပြီးတဲ့အခါမှာဒီအဖြစ်စဉ်ကိုမြင်လိုက်ရတဲ့သူတွေပြောတာကဒီတနက်သမား2ယောက်ကဒီတော်တော်လေးကိုကြမ်းတယ်ပေါ့နော်ဒီအတွေ့အကြုံရှိတယ်ဒီလက်ရင်တဲ့အနေထားမှာရှိတယ်သူတို့ကဝင်လာခြင်းကိုဒီလုံခြုံရေးကိုတန်းပစ်တာဆိုတော့လေသူတို့မှာအစိုးရရဲ့အစီအစဉ်တွေပါရှိလောက်ရဆိုပြီးတော့ဒီပြောတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းဒီကျွန်တော်စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်ဒီတစ်ပိုင်းတစ်နိုင်လောက်ကြရတဲ့သူတွေပဲဖြစ်ဖြစ်အခုချိန်မှာအဆဆရရဂယူဆိုင်ကြပါတခုဖြစ်သွားလို့ရှိရင်ကိုယ့်ရဲ့ဒီစီးစိမ်တခုပဲဆုံးရှုံးတာမဟုတ်ဘူးเนาะဒီကိုယ့်ရဲ့အသက်အနေကိုပါထိခိုက်နိုင်နေပါတယ်အဲ့တော့ဒီနေ့မှာဒီအသက်ဆုံးရှုံးသွားတဲ့ဒီလုံခြုံရေးဝန်ထမ်းအတွက်လည်းစိတ်မကောင်းဘူးပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးတော့ဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖွယ်သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့အုပ်စုပါ